အခုတော့မွေတွေဟာတတိအပြည့်နဲ့စောင့်ကြည့်နေကြပါပြီဒါဟာတစ်နှစ်ပတ်လုံးသူတို့ရရှိမဲ့အကောင်းဆုံးအစာစားခွင့်တစ်ခါဖြစ်ပါတယ်။မြေပြန့်ပေါ်မှာဆိုရင်အီကွာနာကလေးတစ်ကောင်ဟာရက်ရှာမွေတစ်ကောင်ထက်ပိုမြန်အောင်ပြေးနိုင်ပါတယ်။ဒါပေမဲ့တခြားမွေတွေကတော့ချောင်းမြောင်းတိုက်ခိုက်ဖို့စောင့်နေကြပါတယ်။နောက်ထပ်အီကွာနာကလေးတစ်ကောင်ဟာအန္တရာယ်များလာတဲ့ကဘာကြီးကိုပထမဆုံးအကြိမ်မြင်တွေ့လိုက်ရပါပြီ။မွေတွေရဲ့မျက်လုံးဟာအမြင်အာရုံတိတ်မကောင်းပါဘူးဒါပေမဲ့လှုပ်ရှားမှုတွေကိုတော့သူတို့ကအာရုံခံနိုင်ပါတယ်။ဒါကြောင့်အီကွာနာကလေးဟာကြောက်လန့်ပြီးမတုံမလှုပ်ပဲအေးအေးဆေးဆေးနေနိုင်ရင်မွေတွေရဲ့တတိထားမိခြင်းကနေလွတ်မြောက်နိုင်မှာပါ။အနီးကပ်လွတ်မြောက်သွားခဲ့ပါပြီ။ကံကောင်းပြီးအသက်ရှင်ကျန်ရစ်ခဲ့တဲ့အကောင်တွေဟာဒီလိုရန်လိုကြမ်းတမ်းတဲ့ကျွန်းပေါ်မှာရှင်သန်နိုင်ဖို့လိုအပ်တဲ့ထူးခြားတဲ့ဘဝနေထိုင်မှုပုံစံကိုစတင်လေ့လာနိုင်ကြတော့မှာပါ။အရွယ်ရောက်လာတာနဲ့အမျှချင်းသစ်အထီးငယ်တွေဟာသူတို့အုပ်စုရဲ့နယ်မြေအစွန်းအဖျားတွေကိုစတင်စူးစမ်းလာကြပါတယ်။ဘရက်ဟာတကောင်လည်းအပြင်ထွက်လာခဲ့ပါတယ်။ဒါပေမဲ့မတော်တဆနဲ့ဟိုင်ယီနာအုပ်စုကြီးရဲ့အလဲတက်တဲ့တဲကိုဝင်မိသွားပါတယ်။သူ့ကိုဟိုင်ယီနာ20ကျော်ကဝိုင်းပိတ်ထားကြပါပြီ။ဟိုင်ယီနာအုပ်စုဟာသူ့ကိုအားကုန်အောင်ဝိုင်းပြီးတဖြည်းဖြည်းချိနဲ့လာအောင်စူးစမ်းနေကြပါတယ်။ဒီလောက်များပြားတဲ့ဟိုင်ယီနာအရေးအတွက်ကသူ့ကိုတပ်ပစ်နိုင်ပါတယ်။သူတို့အားလုံးကိုတပြိုင်နက်တည်းတိုက်ခိုက်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။သူတို့ကိုအကြာကြီးထိန်းထားနိုင်တော့မှာမဟုတ်ပါဘူး။သူဟာအလုံးမြန်မြန်ပင်ပန်းနွမ်းနယ်လာပါတယ်။သူ့ရဲ့မိတ်ဖက်ဖြစ်သူထော်ထူကလည်းဖြစ်ပျက်နေတဲ့ရုံရင်ဆန်ခတ်တံကိုကြားလိုက်ပါပြီ။အခုတော့အခြေအနေကပြောင်းလဲသွားပါပြီ။ Trench hyena တွေအတွက်တောင်ချင်းသစ်အထီးနှစ်ကောင်ကိုရင်ဆိုင်ဖို့ဆိုတာအင်အားမမျှပါဘူး။သူတို့ရဲ့အသက်အရွယ်တွေကလည်းမတူကြပါဘူး။အခုမှပြန်တန်းဖို့စတင်တင်ယူနေကြတဲ့ငှက်ငယ်တွေကတော့တန်နာကျွန်းရဲ့အလဲဗဟိုမှာရှိတဲ့ရေတိမ်နဲ့ရေကန်တွေကိုသူတို့ရဲ့လေ့ကျင့်ရေးကွင်းဖြစ်အသုံးပြုကြပါတယ်။တချို့အတွက်တော့အချိန်ကြာကြာလေထဲမှာပြန်ဝဲနေနိုင်ဖို့ခက်ခဲပါတယ်။ Giant traveling ငါးတွေပါပုံမှန်အားဖြင့်သူတို့ဟာတကောင်တည်းအမဲလိုက်တက်ကြပါတယ်။ဒါပေမဲ့ဒီနေရာမှာရနိုင်တဲ့အစာကောင်တွေအလုံးပေါများနေတာကြောင့်အနီးနားကတန်နာကြောက်တန်းတွေကနေချင်း Tripoli ငါးအကောင်ရေ90ခန့်ဒီနေရာကိုရောက်လာကြပါတယ်။သူညကို29ဒီငှက်ငယ်တွေဟာတက်နိုင်သမျှရေထဲမကျအောင်စူးစမ်းနေကြပါတယ်။သူတို့ဟာပြန်တန်းနေရင်းနဲ့တောင်ရေတောက်ကြပါတယ်။အခုကျင် Tripoli ငါးတွေကဒီငှက်ငယ်တစ်ကောင်ကိုဖမ်းမယ်ဆိုရင်သူတို့ရဲ့အမဲလိုက်စွမ်းရည်ကိုပုံမူမြင့်တင်ရတော့မှာပါ။အံ့ဩစရာကောင်းတာကဒီနေရာမှာရှိတဲ့ငါးတစ်ကောင်ဟာငှက်တစ်ကောင်ရဲ့လေထဲမှာပြန်တန်းနေတဲ့အမြန်နှုန်းအမြင့်နဲ့ပြန်တန်းသွားမဲ့လမ်းကြောင်းကိုတွက်ချက်နိုင်လောက်အောင်ဖွံ့ဖြိုးတိုးတက်တဲ့အုံနောက်ရှိပါတယ်။နောက်ဆုံးမှာတော့ငှက်ငယ်တိုင်းဟာကိုယ်တိုင်စာရှာဖို့ကောင်းကင်ထဲကိုပြန်တက်ရမယ့်အချိန်ရောက်လာမှာပါ။သူတို့ရဲ့မိဘတွေကလည်းလေ့ကျင့်ပြန်တန်းရမယ့်နေရာတွေစီကိုလိုက်ပို့ပေးကြပါတယ်။အသက်ရှင်ကျန်ရစ်ခြင်းနဲ့ဆိုရင်သူတို့ဟာအမြန်ဆုံးတင်ယူတက်မြောက်ဖို့လိုအပ်ပါတယ်။